ကျွန်တော်ကတော့ဆက်ပြီးအချိန်ဆွဲမနေတော့ပဲလက်တစ်ချက်ဝေယံပြီးဒီမိစ္ဆာတွေကိုအပြည့်ရှင်းမှုပြင်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရိုးရိုးရွှေရဲ့ထူးခြားတဲ့အမှုအရာကိုတတိထားမိလိုက်တယ်ကျန်းဟိုင်ဤပညာတက္ကသိုလ်ကိုရောက်တာနဲ့သူမရဲ့တကူလုံးကနေပြင်းထန်တဲ့တက်ဖြတ်လို့တဲ့အငွေသက်တွေထွက်ပေါ်လာတာရုတ်တရက်သူမကထောက်တနေရစီကိုအချိန်နဲ့ပြေးဝင်သွားတယ်ကြည့်ရတာအမျိုးသမီးဆောင်ရှိတဲ့ဘက်ပဲရိုးရိုးရွှေကတော့ကလေးစားချီကိုတွားပြီးထင်ပါရဲ့သူမမသိခင်တုန်းကအနိုင်ကျင့်ခံခဲ့ရတာကြောင့်ကိုတက်တည်ပြီးသူတို့ကိုပြန်ကလေးစားချီဖို့အတွက်ရန်ညူကြီးတဲ့ဝိညာဉ်ဆိုဖြစ်ပြောင်းလဲခဲ့တာလေအတိတ်တရခံဖြစ်တဲ့ကိုတို့ကတော့အရင်ကတက်တည်ခဲ့ပြီးဒါပေမဲ့သူမပြင်ပေါင်းတက်ခဲ့တဲ့သူတွေအများကြီးကျန်နေသေးတာသိကြတယ်ရိုးရိုးရွှေရဲ့ကလေးစားချီမှုအပေါ်ကျွန်တော်ကတော့ဘာမှဝင်မတားပါဘူးဘာဖြစ်တဲ့ထဲမှာလူသက်ဆိုတာမျက်ပြင်လေးတွေထက်တောင်တန်ဖိုးမရှိတာရိုးရိုးရွှေလက်ထဲမှာမသိရင်တော့တခြားတနေရာမှာသိကြမှာပဲလေအဲ့ဒီချိန်မှာပဲ UEE ရဲ့ဘူတန်ပါကြီးနဲ့အော်တန်ထွက်လာတယ်哥，你能把我松开不？我头发好疼。差点把你忘了。ကျွန်တော်ကအတိတ်ပဲပါပြုံးလိုက်ပြီး UEE ကိုအောက်ဆီဒန်တိချလိုက်တယ်大哥，你谋杀亲妹啊！本姑娘怎么也是个美女，真就这么不怜香惜玉的？如果我真摔死了怎么办？UEE ကသူမဖင်ကိုကိုရင်တိတောက်ပြောနေပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမကြောင်သွားတော့တယ်ဘာလို့လဲဆိုတော့မိစ္ဆာပေါင်းများစွာကသူမကိုပြစ်မှတ်ထားပြီးဝိုင်းလာကြလို့ပဲ这么多恶魔，我该怎么办啊？对了，我似乎还可以变身。UEE ကပြောဆိုနဲ့တွေးမှတ်သားရဲ့စွမ်းအားကိုချက်ချင်းလှုပ်ဆော်လိုက်တယ်သူမရဲ့ရင်ဘတ်ပေါ်ကအမှတ်သားကနေညီရဲတဲ့အလင်းနဲ့တွေထွက်ပေါ်လာပြီးတကူလုံးတိတိတတ်တာပြောင်းလဲသွားတယ်အဖြူရောင်အလင်းနဲ့တစ်ခုကသူမကိုလွှမ်းခြုံသွားပြီးတန်ချက်ကဝတ်စုံလိုမျိုးဖြစ်ပေါ်လာတယ်သူမရဲ့တင်မနောက်မှာလည်းဖြူပွေးတဲ့အမီကူမီထွက်လာပါလေရောသူမရဲ့ပတ်ပတ်လည်မှာစိတ်ရောင်မီတောက်တွေထွက်ပေါ်လာပြီးအနာကမိစ္ဆာတွေကိုဥတီတိုက်ခိုက်တော့တယ်အဲ့ဒီမီတောက်တွေရဲ့စွမ်းအားကတကယ်ကိုအမခံပဲမိစ္ဆာကိုမဆိုအလွယ်တကူတက်ပြစ်နိုင်တာဟာငါအစွမ်းကဒီလောက်တောင်အားကောင်းနေတာလားအရင်ကဘာလို့မသိခဲ့တာပါလဲဒီလိုဆိုမှတော့မိစ္ဆာတွေကိုဘာကြောက်စရာလိုတော့မှလဲကောင်းကင်ကြီးက UEE ကိုမမွေးဖွားခဲ့ရင်ဒီလောကကြီးကအမောင်တူထဲမှာပဲရှိနေမှာပဲအကုန်လုံးတင်လိုက်ကြစမ်းအခုချိန်မှာ UEE ဟာအတိုင်းထက်အလုံးဝင်းကြွားနေပြီးသူမရဲ့စိတ်ကူးရင်ဆန်တဲ့စေကျော်သက်အရှိန်ဝါတွေကထပ်ပြီးပောက်ကွဲထွက်လာပြန်ပြီအချိန်ထဲမှာပဲအမျိုးသမီးဆောင်ရဲ့အပေါ်ဆုံးထက်မှာတော့အသက်ရှင်ကျန်ရစ်တဲ့ចောင်းသားတွေဟာခေါင်းမိုးပေါ်ကဝရန်တာမှာပုံနေကြတဲ့မိန်းကလေးစိတ်တန်းလောက်ဟာကြောက်လက်တုံးလို့ဆိုတဲ့ကျန်းကျင်ပေါ်မှာကွေးကွေးလေးထိုင်နေကြတာပေါ့အဲ့ဒီထဲမှာစပင်ဝါရောင်ဆိုးထားတဲ့အမျိုးသားတစ်ယောက်လည်းရှိနေတယ်သူ့နာမည်ကဝမ်အာဘောဒီចောင်းကဒုတိယနှစ်ចောင်းသားပေါ့ကပ်ပြီးမဖြစ်ခင်ကသူကအမျိုးသမီးဆောင်တဲ့ကိုခိုးဝင်လာခဲ့တာမို့ဒီမှာရှိနေတာကအခုသူကကိုလုံးလာအမျိုးသမီးတစ်ယောက်ကိုရင်ခွင်ထဲခတ်ထားတယ်狗哥，人家这么爱你，你可一定要带着人家活下去。放心吧，谁死我也不能让你死。对了，你跟我去看看下面聚集了多少邪魔。啊，不要嘛，狗哥，那些邪魔太可怕了，人家害怕。အမျိုးသမီးကမူးမြွန်းနဲ့ပြောနေပေမဲ့ဝမ်အာဘောကတော့ပြီးမဆိုင်ပဲသူမကိုဝရန်တာအဝင်ဝါစီဆွဆွဲခေါ်သွားတယ်妈的，这邪魔越来越多了，迟早有一天会上来天台。那该怎么办啊，狗哥？咱们想想办法怎么离开这里吧。这不是就靠你了吗？ဝမ်အာဘောကရုံးပါတဲ့အပြုံးကြီးပြုံးလိုက်ပြီးနောက်တစ်စက္ကန့်မှာပဲထိုမျိုးသမီးကိုအောက်ကိုတွန်းချလိုက်ပါတော့တယ်ဝမ်အာဘောနေလူရုံမှာမျိုးသမီးကအော်ဟစ်ဆဲဆိုရင်ပြုတ်ကျသွားတယ်ဝမ်အာဘောကတော့တောင်ပြောင်တဲ့မျက်နှာနဲ့အောက်မှာမိစ္ဆာတွေအများကြီးပဲတကယ်ပဲငါကနင့်ကိုချစ်နေတယ်ထင်နေတာလားပြောပြရတယ်သူကအေးလူလူပဲကြံတဲ့မိန်းကလေးတွေစီလက်လျှောက်သွားတယ်အခုဝမ်အာဘောဟာဈေးဝယ်သူတယောက်ကုန်ပစ္စည်းရွေးတယ်လို့မျိုးမိန်းကလေးတွေကိုဈေးရောက်ပြီးတယောက်ရွေးနေတာရုပ်တရက်စပင်းရှိရှိနဲ့မိန်းကလေးတယောက်ကသူ့အာယုံကိုဖန်ဆားသွားတယ်သူမကရုပ်ရည်အပြင်တော့အရင်ကြီးမလားပေမဲ့ရင်သားထွက်ထွက်ဆွဆွရှိတာကတော့ဘယ်သူမှမရှင်းနိုင်ဘူးဝမ်အာဘောကရုံစရာကောင်းတဲ့ပုံစံနဲ့လက်ရက်ခေါ်လိုက်တယ်ဟေ့အဲ့ဒီတယောက်ဒီကိုလာစမ်းမိန်းကလေးကကြောက်လက်တကြားနဲ့နင်းဒီလိုမလုပ်နိုင်ပါဘူးဒါကဥပဒေနဲ့မကင်းဘူးနေထောင်ကြမှာမကြောက်ဘူးလားဝမ်အာဘောကရင်မောလိုက်ပြီးအခုကကဘာပြက်နေပြီလေငါတို့အသက်ရှင်ဖို့တော့မျှော်လင့်လို့ရသေးလို့လားမြန်လာစမ်းမဟုတ်ရင်နင့်ကိုပါအောက်ကမိစ္ဆာရီစီပြစ်ချလိုက်မယ်ပြောရင်းဆိုရင်းနဲ့ဝမ်အာဘောရဲ့လက်မောင်းကနေထူးဆန်းတဲ့အလင်းတွေထွက်လာပြီးအရေးပြားပေါ်မှာကြောက်သားချက်ကာတွေဖုံးလွှမ်းသွားတယ်တကယ်တော့ဝမ်အာဘောကလည်းတွေးမှတ်သားပိုင်ရှင်တယောက်ပဲဒါပေမဲ့သူကအဆင့်ပဲရှိသေးတာသူ့ဆွမ်းကခဏကိုခဏလာကြောက်ဖြစ်အောင်လုပ်နိုင်တာပေါ့မိစ္ဆာရီကိုတော့မရှင်းနိုင်ပေမဲ့တာမန်လူတွေကိုနှိမ့်ဆက်ဖို့ကတော့အေးစေပဲဒီမြင်ကွင်းကိုမြင်တော့စပင်းရှိမိန်းကလေးဟာလက်လျှော့လိုက်ပြီးခေါင်းငုံကငူနေရရှာတယ်အိမ်မှာလိုက်တာကိုရဲ့ကျန်းတန်းတဲ့ဆွမ်းအားတွေကိုနီးစမ်းကြည့်လိုက်ဦးဝမ်အာဘောကပြောရင်းနဲ့မိန်းကလေးစီတိုးသွားတယ်နေတေချာပေါက်ငရဲကြမှာမိန်းကလေးကအယူတယောက်လိုအော်ပြောလိုက်တယ်ငရဲကြမယ်ဟာမင်းကြည့်လိုက်ဦးငါတို့ကဘာကြီးကငရဲဖြစ်နေပြီမဟုတ်လားဝမ်အာဘောကသူ့မစကားကိုပြီးမဆိုင်ပဲအကြည့်ရင်ဘက်ကိုလှမ်းဆွဲပြီးချုပ်ဖို့ပြင်လိုက်တယ်အဲ့ဒီချိန်မှာပဲနောက်ကနေပောက်ကွဲတန်ကြီးတစ်ခုထွက်လာတယ်ဝမ်အာဘောကဒေါသတကြီးလက်ကြည့်လိုက်တယ်ဘယ်ကောင်ကငါအလုပ်ကိုနားနောက်ဆက်တာလဲဒါပေမဲ့စကားတော့မဆုံးသေးဘူးသူ့မျက်နှာကထိတ်လန့်မှုတွေနဲ့ပြည့်သွားတယ်ဘာလို့လဲဆိုတော့သူ့ရှိမှရက်နေတာကတေးသွားပြီဖြစ်တဲ့ရိုးရိုးရွှေဖြစ်နေလို့ပါပဲမျက်လုံးချင်းစုံလိုက်တာနဲ့ရိုးရိုးရွှေစီကနေကြောက်မကွယ်ကောင်းတဲ့တက်ဖြတ်လို့တဲ့အရှိန်အဝါတွေထွက်ပေါ်လာပြီး是你，柳如雪，你不是死了吗？复仇。နောက်တစ်စက္ကန့်မှာသူမကတင်မင်းလိုပဲဝမ်အာဘောရှိကိုချက်ချင်းရောက်သွားပြီးသူ့တဲ့ဘေးကိုညှစ်လိုက်ပါတော့တယ်不要杀我，高高在上的样子。你要是早点从了我还能让顾柔找人霸凌你吗？ဝမ်အာဘောကနာကျင်စွာအော်ဟစ်ရင်သူ့ရဲ့တွေးမှတ်သားဆွမ်းအားတွေကိုအသေးလဲထုတ်သုံးပေမဲ့ရိုးရိုးရွှေရှိမှာတော့သူ့အားအင်တွေကဘာမှမဟုတ်တယ်လို့ပါပဲရိုးရိုးရွှေရဲ့မျက်လုံးထဲမှာတော့ရန်ညိုးတွေကလွှဲရင်ဘာမှမရှိတော့ဘူးဘေးကမိန်းကလေးတွေကတော့ရိုးရိုးရွှေကိုမိစ္ဆာတကောင်လိုကြောက်လန့်တကြားကြည့်နေကြတယ်ခုနကအနိုင်ကျင့်ခံရတော့မယ်စပင်းရှိမိန်းကလေးတယောက်ပဲကြောက်စိတ်ကြားကနေဝမ်းသာတယ်လို့ခံစားနေရတာပါရိုးရိုးရွှေသာအချိန်ကြီးရောက်မလာရင်သူမဘဝပျက်စီးသွားမှာလေရိုးရိုးရွှေကလက်ကိုပူပြီးပြင်းကျအောင်ညှစ်လိုက်ပေမဲ့ဝမ်အာဘောကိုချက်ချင်းမတက်သေးပါဘူးသူမကဒီလူရုံမှာတေခါနီးရုံးကန်နေတာကိုကြည့်ပြီးကျင်းနေချင်နေတာကြောင့်ကကြွက်ကိုမတက်ခင်ကစားနေတယ်လို့မျိုးပေါ့不行，我不能死，更不能死在你的手里，血纹深深。ဝမ်အာဘောကတေခါနီးမှာသူ့ခန္ဓာကိုယ်ထဲကနေပုံမအားကောင်းတဲ့ဆွမ်းအားတွေပောက်ကွဲထွက်လာပြီးတကိုယ်လုံးကိုကြောက်သားတွေနဲ့လုံးဝဖုံးအုပ်လိုက်ကထူးဆန်းတဲ့ချက်ကဝတ်စုံကြီးဖြစ်သွားတော့တယ်အဲ့ဒီချက်ကဘလက်နဲ့မှမခွဲနိုင်တယ်လို့မျိုးတဖြည်းဖြည်းနဲ့အကွဲလာရင်အနက်ရောင်စွမ်းရည်တွေကိုတိုးလွှတ်နေတယ်